ဒီနေ့အစီအစဉ်ကတော့အားလုံးစောင့်စားနေတဲ့အတိုင်းပဲ Aura Plus ကဘယ်လို Summer Sales ကိုဘယ်လိုပုံမှန်ဆိုတော့တစ်ကြိမ်မှလုပ်ဖြစ်တယ်ပေါ့နော်တစ်နေ့ကို2ကြိမ်ပဲတစ်ကြိမ်ကကျတော့အားလုံးသိတဲ့အတိုင်းပဲဘယ်လိုမွေးနေခုတစ်ကြိမ်ကကျတော့တစ်ကြံပေါ့နော်ဒါပေမဲ့ဒီနှစ်တစ်ကြံကတော့ပေါ့နော်ရုပ်တရက်တဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သွားတဲ့အတွက်ဘယ်လိုလဲစိတ်မပျော်ရွှင်တဲ့အတွက်ပေါ့နော်အခုတစ်ကြံပြီးမှပဲဒီ promotion ကိုပြန်လုပ်လိုက်ပါတယ် Summer Sales အနေနဲ့တော့ဖြစ်သွားတော့ပေါ့နော်ဆိုတော့ဒီနွေရာသီလေးမှာပေါ့နော်အားလုံးကလည်းတကယ်တမ်းကြလို့ရှိရင်ပစ္စည်းတွေကအခုဆိုလို့ရှိရင်လည်းအရန်ကိုဝယ်လို့အရန်များနေတာတော့ဒီဟာတွေပေါ့နော်ဒီဟာဆိုလို့ရှိရင်တော့ SPS ပါလဲအတွက်သူကအပူရှိန်ကိုအပြည့်အဝကာဝယ်ပေးနေတယ်လုံးဝအသားမညိုသွားဘဲနဲ့ပိုဖြူသွားစေတယ်ဆိုတော့ဒီနှစ်ခုကတော့တကယ်ကိုလိုက်ဖက်ညီတဲ့အတွဲလေးဖြစ်နေရမှာနော်ဒါလေးလိမ့်လိုက်လို့ရှိရင်လည်းအသားပူနေတဲ့နေရာနဲ့ရုပ်တရက်ကြီးရေခဲတုံးလေးကတ်လိုက်တယ်လို့မျိုးအေးမြသွားပြီးတော့အဓိကတော့အသားညိုမဲမှုကိုကာကွယ်တဲ့အပြင်အသားဖြူတယ်မပိုင်းရ serum ပြီးတော့ gluta lotion နောက်တစ်ခုကကြတော့ဒီ summer မှာဝက်ဝက်ကွယ်ရောင်းနေရတာကတော့ Aura Plus က sun cream မှာဒီ sun cream ကတော့အားလုံးသိကြတဲ့အတိုင်းပဲဟိုးအရင်ကလည်းဒီ sun cream ကအရန်ကိုရောင်းရပြီးတော့အရန်ဝက်ဝက်ကွယ်ပေါက်တဲ့ပစ္စည်းလေးဆိုတော့ဒီ summer တွေမဟုတ်ဘူးပေါ့နော်ရာသီဥတုတွေအကုန်လုံးမှာဒီ sun cream ကတော့လက်လွတ်လို့မရတဲ့ sun cream ဖြစ်ပါတယ်ဆိုတော့ဒီနွေရာသီမှာအခုလိုမျိုးဘယ်လို10 to 50ရာခိုင်နှုန်းထိဒီ Aura Plus ပစ္စည်းတွေကို short ချထားတယ်ဆိုတဲ့အတွက်အားလုံးကဒီအချိန်9ရက်အတွင်းကိုဝယ်ဖြစ်အောင်ဝယ်ပါလို့ဘယ်လိုတိုက်တွန်းချင်ပါတယ် promotion ကာလကပြောပြပေးရရင်เนาะမေ1ရက်နေ့ကနေပြီးတော့မှမေ9ရက်နေ့အထိပဲ9ရက်ပဲဘယ်လိုကချမှာဖြစ်ပါတယ်ပြီးတော့ distributor တွေနဲ့ဘယ်လို Aura Plus က official showroom တိုင်းမှာဒီ promotion တွေကိုဝယ်ယူလို့ရပါပြီရှင်